ဆက်ရုံအထေကျုပ်အလုပ်သမားတွေကိုတိတ်ခါကြအောင်လုပ်လို့လူပြောများနေတဲ့အေးမြတ်သူပရိသတ်များအလုံးပဲမင်္ဂလာပါရှင်အေးမြတ်သူရဲ့အထေကျုပ်ဆက်ရုံအလုပ်သမားဆက်ရုံပြင်ဆင်မှုနဲ့ပတ်သက်ပြီးဝေဖန်ခံနေရပါတယ်လက်တလုံးရိုက်ကူးနေတဲ့ဇာတ်ကားတဲ့တကားမှာမင်းသမီးအေးမြတ်သူဟာအထေကျုပ်လူသားတအုပ်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်ဒါပေမဲ့အဲ့လိုသရုပ်ဆောင်တဲ့နေရာမှာဇက်ကောင်ပြပြင်းချင်းစောနဲ့သူမရဲ့မျက်နှာကိုအလွန်အမင်းမဲနဲ့နေအောင်ပြင်ဆင်ထားသလိုဝက်စားစင်ရမှုအပိုင်းမှာလည်းအရန်ကိုစုပ်ပြတ်တက်နေတဲ့ပုံစံမျိုးစင်ရဲ့နွမ်းပါလုံးနဲ့အိမ်အကူတယောက်လိုအစွန်းရောက်ပြင်ဆင်ခဲ့ပါတယ်။ဒီလိုလွန်ခဲ့တဲ့ပြင်ဆင်မှုတွေဟာအပြင်လက်တွေ့ဘဝကတကယ်အခြေကျုပ်လုပ်သားတွေရဲ့ပုံစံနဲ့လုံးဝကိုကွဲလွဲနေပါတယ်။အပြင်ကဆက်ရုံအလုပ်သမားညီမလေးတွေဟာအလုပ်ကြမ်းတမ်းပင်ပန်းမိမဲ့မိမိကိုတက်တက်ရရလှလှပပပြင်ဆင်ပြီးနေထိုင်တတ်ကြသူတွေဖြစ်ပါတယ်။ဒါကြောင့်အခုလိုအိမ်မြတ်သူရဲ့တရုပ်ဆောင်မှုဟာသူတို့ရဲ့ဘဝကိုတရောထားသလိုဖြစ်နေပြီးအလုသမားတွေရဲ့ဂုဏ်သိက္ခာကိုကြာဆင်းစေတဲ့ဆိုကပြင်းပြင်းထန်ထန်ဝေဖန်နေကြတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပရိသတ်တွေကရခင်ကလေးကအထေကျုပ်အလုသားအဖြစ်တရုပ်ဆောင်ခဲ့မှုတဲ့မင်းသမီးမိုးဟိကိုနဲ့ပါအပြိုင်နှိုင်းရှင်ပြောဆိုလာကြပါတယ်။မိုးဟိကိုရုံကတော့အခုလိုစုပ်ပြတ်တတ်နေအောင်မလုပ်ပဲမြန်မာဆန်ဆန်တနခါပပလေးနဲ့တဘာဝကြကြတရုပ်ဆောင်ပြနိုင်ခဲ့လို့ပိုပြီးပြည်ပြင်းတယ်လို့အားလုံးကလက်ခံထားကြပါတယ်။ကဲချက်ပရိသတ်ကြီးတို့ရောအင်းမြတ်သူရဲ့အထေကျုပ်ဇယုတ်ဟာတကယ်ပဲဆက်ရုံအလုပ်သမားတွေကိုတိတ်ခါကြစီတယ်လို့ထင်ပါသလားမိုးဟိကိုနဲ့နှိုင်းရှင်ရင်ဘသူကပိုပြီးပြပြင်းတယ်လို့မြင်မိလဲဆိုတာကောမန့်မှာဝင်ရောက်ပြောသွားခဲ့ကြပါအောင်ရှင်